ကြောင်းဟာမင်းဘဝထဲမှာအရေးပါတဲ့အရာဖြစ်ပါမလားအမေနိုင်ခြင်းတွေအစချီလို့သာအပတ်တမဲဖြစ်ပေါ်သွားတဲ့မေတ္တာတရားအနည်းဆက်ခြင်းနဲ့ဝေးကွာခြင်းမှာအချစ်ကိုတတ်သိပြစရာမရှိတဲ့အခါတခဏတာတွေ့တဘဝစာမမေ့ပါအချစ်လို့ပြောရင်အဟုတ်ဒီမင်းယုံမလားအချစ်စစ်ကိုမျက်လုံးနဲ့မကြည့်ခဲ့တော့အဘယ်ကြောင့်ချစ်တယ်လဲလို့မမေ့နဲ့တော့မင်းတဲ့တွေအရင်လုံးမချမိတော့အငွေအသက်တွေအလွမ်းဖြေခံယူရင်မြို့မနောက်ဘက်လျှောက်ကြည့်လိုက်တော့ကိုချစ်တဲ့မိန်းလေးရုပ်တရက်တွေ့လိုက်ရတော့အနီးနားမှာတာကြည့်တော့မှခြားကြောင်နဲ့တိုးတော့အမြင်မှာမိန်းလေးတိုင်းကမင်းဖြစ်နေတော့တပေါင်းကရောက်လို့ပြရောက်ပွဲသွားတော့အတူရောက်ဘူးတဲ့ပွဲဒီကကြီးရုပ်တရက်တွေ့လိုက်တော့စိတ်ကူးထဲမှာတွေ့ပြီးတော့ဆွဆွေးမိရင်ပေါ့နဘေးနာမှာမြင်ရှိမှလည်းတီးလိုက်ရတော့အကြောင်းဟာမင်းဘဝထဲမှာအရေးပါတဲ့အရာဖြစ်ပါမလားအမေနိုင်ခြင်းတွေအစချီလို့သာအပတ်တမဲဖြစ်ပေါ်သွားတဲ့မေတ္တာတရားအနည်းဆက်ခြင်းနဲ့ဝေးကွာခြင်းမှာအချစ်ကိုတတ်သိပြစရာမရှိတဲ့အခါတခဏတာတွေ့တဘဝစာမမေ့ပါအချစ်လို့ပြောရင်အဟုတ်ဒီမင်းယုံမလားအချစ်စစ်ကိုမျက်လုံးနဲ့မကြည့်ခဲ့တော့အဘယ်ကြောင့်ချစ်တယ်လဲလို့မမေ့နဲ့တော့မင်းတဲ့တွေအရင်လုံးမချမိတော့အငွေအသက်တွေအလွမ်းဖြေခံယူရင်မြို့မနောက်ဘက်လျှောက်ကြည့်လိုက်တော့ကိုချစ်တဲ့မိန်းလေးရုပ်တရက်တွေ့လိုက်ရတော့အနီးနားမှာတာကြည့်တော့မှခြားကြောင်နဲ့တိုးတော့အမြင်မှာမိန်းလေးတိုင်းကမင်းဖြစ်နေတော့တပေါင်းကရောက်လို့ပြရောက်ပွဲသွားတော့အတူရောက်ဘူးတဲ့ပွဲဒီကကြီးရုပ်တရက်တွေ့လိုက်တော့စိတ်ကူးထဲမှာတွေ့ပြီးတော့ဆွဆွေးမိရင်ပေါ့နဘေးနာမှာမြင်ရှိမှလည်းတီးလိုက်ရတော့မြို့မနောက်ဘက်လျှောက်ကြည့်လိုက်တော့ကိုချစ်တဲ့မိန်းလေးရုပ်တရက်တွေ့လိုက်ရတော့အနီးနားမှာတာကြည့်တော့မှခြားကြောင်နဲ့တိုးတော့အမြင်မှာမိန်းလေးတိုင်းကမင်းဖြစ်နေတော့တပေါင်းကရောက်လို့ပြရောက်ပွဲသွားတော့အတူရောက်ဘူးတဲ့ပွဲဒီကကြီးရုပ်တရက်တွေ့လိုက်တော့စိတ်ကူးထဲမှာတွေ့ပြီးတော့ဆွဆွေးမိရင်ပေါ့နဘေးနားမှာမြင်ရှိမှလည်းတီးလိုက်ရတော့